HRD များအားလုံးမြင်လာပါခင်ဗျာဒီတစ်ခါကျွန်တော်လာထပ်မံတင်ဆက်ပေးတော့မယ့်အကြောင်းလေးကတော့မနေ့တနေ့မှာကျွန်တော်အောင်စုဘူးရဲ့ဒုံရဲကနေပတ်သက်တဲ့တေးတချင်းတီဆိုတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တီးတက်တင်လိုက်တဲ့အခါမှာပရိသတ်တွေကလည်းမခံကျင်စိတ်နဲ့ကျွန်တော်တို့ရဲ့မင်းသားကျမတို့ရဲ့မင်းသားကိုပါတီးတက်တဲ့ပုတ်နေတယ်ပေါ့နော်တင်ပေးပါတဲ့ဆိုတော့တောင်းဆိုလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ထပ်မံတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ထုံးစံတိုင်းပါပဲစိတ်အမူရဲ့တီဆိုပုံလေးနဲ့အကလေးကိုတစ်ချက်လောက်ကြည့်ပေးပါပြီးမှပြန်လဲသုံးသပ်ကြမယ်ခင်ဗျာ Let's go City that more yesterday, go yeah, alone. Now, me, come in, walk it by. That's it, I'm about to see that. The lonely, so blue that first I take the lonely. Hey, it's a tip, I don't like midnight dreaming. They might take some thought and maturely. ဆိုတော့ကဒါကတော့ဒီစိတ်ရမိုးရဲ့နောက်တစ်ပုတ်အနေနဲ့ပေါ့နော်နောက် voice ဆောင်လေးနဲ့ပြန်လဲတီးဆိုထားတဲ့ဒီဒုံရင်အခါတချင်းဖြစ်ပါတယ်ဒီရှေ့မှာကျွန်တော်စိတ်ရမိုးနဲ့အောင်စမှုတွဲဆိုတဲ့ဗီဒီယိုတစ်ပုတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်လိုက်တယ်အဲ့ဒီအခါမှာပရိသတ်တွေကမကျေနပ်ကြဘူးပေါ့နော်တော်တော်များများအောင်စမှုပရိသတ်ပေါ့နော်သူတို့ရဲ့မင်းသားရဲ့အားနဲ့ချက်ကိုတင်ရမလားပေါ့ဆိုပြီးတော့တီးသက်တင်ခိုင်းတယ်တင်ခိုင်းတဲ့အခါမှာကျွန်တော်တင်ပေးလိုက်တယ်အဲ့ဒီမှာပဲကျွန်တော်ရဲ့ဒီချက်ပေါက်မှာလာပြီးတော့အောင်စုကိုလည်းတီးသက်တင်ပေးလို့စိတ်မိုးကလည်းထပ်မံပြီးတော့တီးသက်တပုတ်တင်ပေးပါဆိုတော့တောင်းဆိုလာတဲ့အတွက်ကြောင့်ကျွန်တော်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ဆိုတော့အခုစိတ်မိုးရဲ့ဒီဒုံရဲအကနဲ့ပတ်သက်ပြီးတော့အတီဆိုသွားတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့ဘာမှလေတူဝေဖန်သုံးသပ်နေစရာဦးမလို့ဘာလို့ဆိုတော့ तू ပေးတဲ့ performance တိုင်းမှာပြစ်ကိုတော်တော်လေးကိုကင်းစင်တယ်ဒီကလေးကတကယ်ကိုပြောတာပါသူကဒီလောင်ပြောင်တဲ့နေရာမှာလူငယ်တဘာဝရှိကောင်းရှိမယ်ဒါပေမဲ့သူ performance ပေးနေတဲ့အချိန်မှာလုံးဝအဲ့ဒီ performance လေးတွေမကျသွားတာကိုတကောအဲ့ဒီတစ်ချက်ကတော်တော်လေးနှိမ့်သက်တယ်သူတို့ကအခုဒီသချင်းနဲ့ပတ်သက်ပြီးတော့စိတ်မွေးပြိတ္တတဲ့အားလုံးပေါ့နော်ကိုယ့်ရဲ့မင်းသားလေးတွေစိုးပုံလေးတွေနဲ့ပတ်သက်ပြီးတော့ဘယ်ဘက်မှာပို့ပြီးတော့အားရနေလဲဆိုတာကိုထပ်မံ comment ထဲမှာရေးပြတော့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြဖို့ဖိတ်ခေါ်လိုက်ပါခင်ဗျာ bye bye